โอเคအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ချင်းရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီဆရာအာကာမိုးသူရဲ့တရားတရားပြလိုက်မှုဝေဖန်ပိုင်းခြားစဉ်းစားခြင်းဆိုတဲ့ဒီ post တစ်ခုကိုမြင်ပြီးမှကျွန်တော်စိတ်ဝင်စားလို့ပေါ့နော်ဒီဗီဒီယိုလုပ်လိုက်တာဖြစ်ပါတယ်ဆရာကအဲ့ဒီ post ထဲမှာစင်ကီတုတ်ကိုကိုးကားပြီးမှကျွန်တော်တို့ရဲ့အယူဆတွေအမြင်တွေအတွေးခေါ်တွေဟာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဆိုတဲ့တရားတရားပြလိုက်မှုကြောင့်အမှန်တရားနဲ့အနှဲငယ်တွေ့ပြီးသွားတဲ့အဲ့လိုအလေးချင်းတွေကိုဖျောက်ဖို့လိုတယ်ဆိုတဲ့ရှုထောင့်ကနေရေးထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအဲ့ post ကိုဖတ်ပြီးမှပဲစင်ကြီးတုတ်ကိုသွားဖတ်ကြည့်လိုက်တယ်ပေါ့နော်ဆိုတော့စင်ကြီးတုတ်ကိုသွားဖတ်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်မှပြောစရာတွေရှိလာပြီပေါ့လေအဲ့ဒါကြောင့်မလို့ပဲကျွန်တော်ကဒီဗီဒီယိုကိုလုပ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ကစင်ကြီးတုတ်မှာပါတဲ့အကြောင်းအရာအစအဆုံးကိုပြောဆိုအောင်မှမဟုတ်ဘဲနဲ့ကျွန်တော်အခုဒီဗီဒီယိုမှာတော့မိနစ်အနည်းငယ်လောက်ပဲပြောမှဖြစ်တဲ့အတွက်ဒီအဲ့ထဲမှာပါတယ်တရားတရားအကြောင်းကိုပဲကျွန်တော်ကပြောချင်တာဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်လုံလောက်အချိန်ယူပြီးလို့ရှိရင်တော့လည်းဒီစင်ကီတုတ်ကိုအစအဆုံးပြောပါဦးမယ်ဗျဆိုတော့တရားတရားကကျွန်တော်တို့ရဲ့ကောင်းလားဆိုးလားဆိုပြီးမှလည်းမေးခွန်းတွေထုတ်เสียရှိလာပါပြီဒီနေ့လိုအချိန်ကမျိုးမှာတော့ဆိုတော့တရားတရားနဲ့ပတ်သက်ပြီးရင်ကျွန်တော်တို့ဘယ်လိုနားလည်ထားကြလဲဖုန်းတော်ကြီးတွေပညာရှင်တွေကဘယ်လိုအဓိပ္ပာယ်တွေဖွင့်ဆိုထားကြလဲဆိုတာကိုပတ်သက်ပြီးကျွန်တော်အရင်ဆုံးပြောပါမယ်ဆိုတော့ပါဠိလိုတတ်တာပေါ့နော်ဒီတရားကိုတိပိဋကပါဠိမြန်မာဗိဓာန်နေအဘိဓာန်စာအုပ်တွေဖုန်းတော်ကြီးအများအပြည့်ဟောပြောချက်တွေမှာတရားဘာလဲဆိုရင်ယရဏသုံးပါကံကံကြီးအကျိုးကိုယုံကြည်မှုကတရားလို့ခေါ်တယ်ဆိုပြီးမှပြောကြပါတယ်ကျွန်တော်တို့လူ့ဖွဲ့စည်းမှာတော့လူတစ်ယောက်ပိဿံနေအများကြီးလှူတယ်ဘုန်းကြီးကျောင်းတွေမှာဝေယဝိဆတွေအများကြီးလုပ်ပေးတယ်အဲ့လိုပုံကိုယ်တွေကိုတရားကောင်းတယ်လို့လည်းဆိုကြပါတယ်ပြီးရင်နောက်တစ်ခုထည့်ပြီးပြောစရာရှိတာကယနေ့မြန်မာနိုင်ငံမှာထေရဝါဒဗိဓမာကိုသင်နေကြတဲ့ပုံကိုယ်တွေအကုန်လုံးကပဲအားကိုးရာကျမ်းတစ်ခုရှိပါတယ်ဒါကတော့ဗိဓမထသင်္ဟာလို့ခေါ်တဲ့သင်္ညိုစာအုပ်ပါဒါကိုအခြေပြုမှပဲဗိဓမာကိုစတင်ကြပါတယ်အဲ့ဒီစာအုပ်ထဲမှာလည်းတတ္ထာဆိုတဲ့သဘောတရားစေတသိက်တစ်ခုဟာသူဟာအမြဲတမ်းကုသိုလ်မှာပဲကောင်းတဲ့ဖက်ကုသိုလ်မှာပဲအမြဲတမ်းရှင်တွဲနေပြီးတော့အကုသိုလ်ဖက်မှာမရှင်တွဲဘူးလို့ဆိုထားပါတယ်ဆိုတော့တရားဖြစ်လို့ရှိရင်အမြဲတမ်းအကောင်းဖြစ်မယ်ဆိုတဲ့အားကိုကျွန်တော်တို့ကောက်ချက်ချနိုင်ပါတယ်ဒီဗိဓမထသင်္ဟာဆိုတဲ့တင်းညိုကျမ်းမှာလာပုံရဆိုရင်ဆိုတော့ဒီဗိဓမာမှာလာတဲ့သဘောတရားဟာဒီစင်ကီတုတ်မှာပါတဲ့မြတ်စွာဘုရားရဲ့ဟောပြောချင်တယ်တကယ်ရောညီလားဆိုတာကိုကျွန်တော်ဗီဒီယိုနောက်ပိုင်းမှာပြောသွားပါမယ်ဒါအစင်လာပြောဆိုချက်တွေပါဆိုတော့ကျွန်တော်တစ်ဆက်ဆက်တည်းပြောချင်လို့ကျွန်တော် science နာမည်နည်းနည်းမေးသွားလို့ပေါ့နော် a brief history ရေးတဲ့လူသားတွေတီထွင်သမျှအထက်မှာ powerful အဖြစ်ဆုံးကဘာလဲဆိုရင်ယုံကြည်မှုဖြစ်တယ်ဆိုပြီးမှလည်းသူကသူ့စာအုပ်ထဲမှာကောက်ချက်ချပါတယ်ကျွန်တော်ဒီစာအုပ်ပုံတော့ပြထားမယ်ပေါ့နော်ဒီစာအုပ်ထဲမှာပါဆိုတော့တရားနဲ့ပတ်သက်ပြီးရင်တော့အစင်လာယုံကြည်မှုတွေဖွင့်ဆိုချက်တွေဟိုအနှဲငယ်တီမီခေါမရှိသွားပြီလို့ကျွန်တော်ယူဆပါတယ်ဆိုတော့ဒီစင်ကီတုတ်ထဲမှာပါတဲ့မြတ်စွာဘုရားရဲ့ဆွေးနွေးခန်းကိုတွားကြတာပေါ့ဗျာဆိုတော့စင်ကီတုတ်ကအင်မတန်ရှိလျားတဲ့တုတ်ဖြစ်ပါတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်ကအခုတတ္တာယုံကြည်မှုနဲ့ပတ်သက်ပြီးမှပဲပြောသွားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီစာပေတွေကိုလည်လာနေတဲ့သူတွေကိုဖုန်းတော်ရေးတိုင်းဝိုင်းမှာတော့အတိပေးတာရှိရေပေါ့နော်သတိပေးတဲ့နေရာဘာလဲဆိုရင်ပညာလွန်ကဲပြီးမှတရားတွေအားနည်းပဲဆိုလို့ရှိရင်အဲ့လူဟာစင်လဲကောက်ချက်တက်တယ်ဆိုပြီးမှလည်းသတိပေးတဲ့နေကိုကျွန်တော်တို့ကတစွန်းတစကြားဖူးတဲ့ပုံကိုယ်တွေပေါ့နော်အဲ့လိုလည်းရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကြိုပြီးပြောချင်တာပေါ့နော်ဆိုတော့မြတ်စွာဘုရားနဲ့ဒီစင်ကီပုံသားတွေဆွေးနွေးတဲ့အခါမှာမြတ်စွာဘုရားမေးပြောတယ်ပေါ့နော်ပုံသားတွေယုံကြည်နေရတဲ့အရာတွေဟာတဲ့တကယ်သူကန်းနေအစင်ဆက်ကြီးလို့ပဲပေါ့နော်ရှေ့ကလူကလည်းမသိဘူးအလယ်ကလူကလည်းမသိဘူးနောက်ဆုံးကလူကလည်းမသိဘာမှမသိကြဘူးပေါ့လေသူတို့တွေရဲ့ယုံကြည်မှုတွေဟာဒါမျိုးဖြစ်နေရဲဆိုလို့ပြောတဲ့နေရာမှာစင်တီပုံနာပြန်ပြောရပေါ့လေသူတို့ရဲ့ယုံကြည်မှုတွေဟာသူတို့စီးကက်သမျှတွေဟာယုံကြည်ခြင်းတက်ကြောင်မဟုတ်ပါဘူးဒီတဆင့်ကြားခြင်းအနုတ္တဝကြောင့်မလို့လဲပါသူတို့ကဒါမျိုးတွေစီးကက်ကိုးကွယ်ပူဇော်ပတ်တာနေတာဖြစ်ပါတယ်ဆိုပြီးမှစင်တီပုံနာကြီးကပြန်ပြီးမြတ်စွာဘုရားကိုရှောက်တယ်ပေါ့နော်ဆိုတော့အဲ့မှာမြတ်စွာဘုရားပြန်ပြောတယ်ဒီလောကမှာတဲ့နံပါတ်1ကတတ်တာဆိုတဲ့ယုံကြည်မှုပေါ့နော်နံပါတ်2ကရုစီဆိုတဲ့နှစ်သက်လက်ခံမှုနံပါတ်3ကအနုတ္တဝဆိုတဲ့တဆင့်ကြားနာမှုနံပါတ်4ကအာကာရပရိဝတ္တကလို့ဆိုတဲ့အကြောင်းအရာတွေကိုတွေးတောကြံစမှုနံပါတ်5ကဒိဋ္ဌိနိစ္စနာခန္တိ
ကိုအယူဆဟာကိုကျင်းနဲ့နှစ်သက်လက်ခံနေတဲ့သဘောတရားတစ်ခုပေါ့နော်ဒီ၅ခုကြောင့်မလို့ပဲလူတွေကအမှန်တရားရဲ့လို့ရှာဖွေကြတတ်တယ်လို့မြတ်စွာဘုရားသတိပေးထားတယ်ပေါ့နော်ဆိုတော့ဒီတရား၅ပါးနဲ့ပြည့်စုံပြီးမှကိုစဉ်းစားလိုက်တဲ့အကြောင်းအရာတွေကိုတွေးခေါ်လိုက်တဲ့အကြောင်းအရာတွေကိုလက်ခံလိုက်တဲ့သဘောတရားတွေဟာကိုကြိုတင်သတ်မှတ်ပြီးထားတဲ့စိတ်ထဲမှာကျင်းနဲ့လက်ခံထားပြီးသားတဲ့အမှန်တရားတွေဟာတခါတလေကြာရင်အမားတွေဖြစ်ကောင်းဖြစ်သွားနိုင်တယ်အချင်းကြီးတွေလည်းဖြစ်သွားနိုင်တယ်ဆိုပြီးမှမြတ်စွာဘုရားသတိပေးတယ်ဒါနဲ့တစ်ဖက်ထဲမှာပဲကိုအရင်တုန်းကမစဉ်းစားထားဘူးတဲ့မတွေးခေါ်ထားဘူးတဲ့မနှစ်သက်ထားသေးတဲ့အတွေးခေါ်တွေသဘောတရားတွေဟာလည်းအမှန်တရားတွေဆိုပြီးမှဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုပြီးမှမြတ်စွာဘုရားပြောတယ်ဒါဆိုရင်ဘာလောက်ကမှလဲဆိုလို့ရှိရင်ဒီတရား၅ပါးဒီယုံကြည်မှုတို့ရုပ်စီတို့ဒီတရား၅ပါးအခြေပြုပြီးမှပဲဒီတရား၅ပါးကိုအခြေပြုပြီးမှဖြစ်ပေါ်လာတဲ့အတွင်းမြင်နေအောင်ဒါပဲမှန်ကန်တယ်ကျန်တာတွေအမှားတွေပါဆိုပြီးမှတသမတ်ထက်ကောက်ချက်ချလို့မရဘူးစဉ်းစားရအောင်မယ်ဆိုပြီးမှမြတ်စွာဘုရားမိန့်နေပေါ့နော်ဒီနေရာလေးပါဆိုတော့ဒါကိုမြတ်စွာဘုရားဘာပြောလဲဆိုရင်သစ္စာနုရခဏအမှန်တရားကိုစောင့်ရှောက်သူအမှန်တရားကိုစောင့်ရှောက်ခြင်းဆိုပြီးမှလည်းမြတ်စွာဘုရားပြောခဲ့တယ်ပေါ့နော်ဒီအမှန်တရားကိုစောင့်ရှောက်လူတဲ့အမှန်တရားကိုကာကွယ်လို့တဲ့ပုံကိုယ်တွေဟာသူတွေဟာကိုယ့်ရဲ့တရားယုံကြည်မှုတွေကိုယ့်ရဲ့နှစ်သက်မှုတွေကိုယ့်ရဲ့အကြောင်းအရာကိုကြံစည်မှုတွေကိုယ်အယူဆနဲ့ထက်တူပါတယ်ဆိုတဲ့ကျင့်တဲ့နှစ်သက်လက်ခံထားတဲ့ဟာတွေနဲ့ပဲမလုံလောက်ဘဲနဲ့ကျန်တဲ့ဟာတွေလည်းစဉ်းစားသင့်နေဆိုပြီးမှပြောရပေါ့နော်ဒီနေရာမှာကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ကအစင်လာအဖြစ်တရားကိုအကောင်းဖက်မှာပဲပြောဆိုဆွေးနွေးခဲ့ကြတယ်လက်ခံထားခဲ့ကြတယ်ဒါပေမဲ့ဒီနေရာမှာမြတ်စွာဘုရားပြောသွားတာပေါ့နော်ကိုယ့်ရဲ့ယုံကြည်မှုကြောင့်လည်းအမှန်တရားတွေကိုဖုံးကွယ်သွားနိုင်တယ်ကိုယ့်ရဲ့ယုံကြည်မှုကပဲအမှန်တရားတွေမလာအောင်ရှေ့ကနေတားဆီးနေတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကြီးကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းတွေ့သွားပြီပေါ့နော်ဆိုတော့ဘယ်လိုထင်ကြလဲပေါ့နော်ကျွန်တော်အင်မတန်သဘောကျတယ်ပေါ့နော်ဒီတုတ်တန်ဖတ်ပြီးမှဒါကြောင့်မလို့လေဒါဆိုရင်တရားကအရင်မကြည့်ဘူးလားဆိုပြီးမှမေးကြရှိတယ်ပေါ့နော်ဒါမျိုးလည်းမဟုတ်ပြန်ဘူးပေါ့လေတရားဟာအရေးကြီးကောင်းကြီးလက်မယ်ဒါပေမဲ့အချို့အခြေအနေတွေမှာအမှန်တရားတွေကိုပိတ်ဆို့သွားတယ်အချို့အခြေအနေတွေမှာကိုကယုံကြည်ပါတယ်ဆိုတဲ့အမှန်တရားတွေဟာလည်းအလကားတွေဖြစ်သွားတတ်တယ်ဆိုပြီးမှမြတ်စွာဘုရားသတိပေးသလိုအမှန်တရားတွေကိုယင်ထဲမရောက်အောင်အမှန်တရားတွေလူ့ဖွဲ့စည်းထဲမရောက်အောင်လေကိုယ့်ရဲ့ယုံကြည်မှုတရားပဲရှေ့ကနေပိတ်တားဆီးနေတဲ့တဲ့ကာကွယ်နေတဲ့တဲ့ပိတ်ဆို့နေတဲ့တဲ့ဆိုတဲ့သဘောကိုလည်းကျွန်တော်တို့အလင်းနဲ့စဉ်းစားစေခြင်းနဲ့ပြန်ပြီးသုံးသပ်စေခြင်းနဲ့ပေါ့နော်ဆိုတော့ကျွန်တော်ခင်ဗျားတို့ဘဝမှာရောဒါမျိုးတွေရှိတဲ့ခဲ့လားပေါ့နော်ကိုယ့်ရဲ့ယုံကြည်မှုဟာငငယ်ရယုံကြည်မှုတွေငငယ်ရထင်မှတ်ထားခဲ့တဲ့ယုံကြည်မှုတွေကြောင့်မလို့ဘဝမှာကျုပ်အမှန်တရားတွေကိုလက်လွတ်လက်ကမျိုးရှိကောင်းရှိလားပေါ့လေဆိုတော့တရားဟာဘယ်တော့အရေးကြီးမကြီးကျွန်တော်ကတရားကိုအရေးမကြီးဘူးလို့ပြောနေတာမဟုတ်ဘဲနဲ့တရားအရေးကြီးတဲ့အကြောင်းကိုလည်းကျွန်တော်တစ်ခုထပ်ပြောပြရစေဟုတ်မြတ်စွာဘုရားပြင်စာဝိကီ9ဦးကိုတောင်းမှတရားမဟောရသေးဘူးပေါ့နော်ဒီဟံပတိဇမရာကြီးနဲ့ဆွေးနွေးရတဲ့အခါမှာနောက်ဆုံးခန်းမှာပါလာတဲ့စကားလုံးလေးရှိရေပေါ့ဒါပါလဲဆိုရင်လောကလူတွေမြတ်စွာဘုရားနှစ်ခုတောင်းဆိုတာပေါ့နော်ဘာလဲဆိုရင်နံပါတ်1ကသူ့ပေါ်မှာယုံကြည်မှုတရားရှိရမယ်တဲ့နံပါတ်2ကသူဟောတဲ့တရားကိုလေးလေးနက်နက်နားထောင်ရမယ်ဒီနှစ်ခုနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်သူ့အတွက်နိဗ္ဗာန်တကားကြီးကဖွင့်ထားပြီးသားပါဆိုပြီးမှမြတ်စွာဘုရားတဟံပတိပြမာကြီးနဲ့မေးလျှောက်တဲ့ကဲမှာနောက်ဆုံးမှပြောသွားရဲပေါ့နော်ဆိုတော့မြတ်စွာဘုရားတော်မှာတရားမဟောခင်သူ့ပေါ်မှာယုံကြည်မှုကိုပိုပြီးမှတောင်းခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့နေနေပေါ့နော်ဒါကိုကြည့်တော့အဖြစ်တရားဟာpowerful ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကလက်ခံထားကြမှာဖြစ်ပါတယ်အစစ်ထဲမှာပဲ powerful ဖြစ်တဲ့တရားတွေဟာကျွန်တော်တို့တွေ့ကောင်းကျိုးကြီးပဲဆောင်လာတာမဟုတ်ဘဲနဲ့တစ်ခါတလေမှာကျွန်တော်တို့ကောင်းကျိုးဆောင်လာမဲ့တရားတွေတွေ့ရှေ့ကနေတားဆီးသလိုများဖြစ်နေပြီလားဖြစ်နေတတ်တဲ့အကျင့်တွေရှိမယ်ဆိုရင်ကျွန်တော်တို့ဟာဒါတွေကိုအလေးနဲ့စဉ်းစားဆင်ခြင်သုံးသပ်ကြဖို့လိုပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောဆိုချင်တာဖြစ်ပါတယ်အကယ်၍ကျွန်တော်လုံလောက်တဲ့အချိန်ရှိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်စင်ကီတုတ်တစ်ခုအစအဆုံးကိုကျွန်တော်ပြန်ပြောပါအောင်ねအခုကတော့ဒီအပိုင်လေးကိုပဲကျွန်တော်ကဖတ်ရှုပြီးမှပြောဆိုသွားတာဖြစ်ပါတယ်ဆိုတော့တရားဟာဗိဓမာမှာပြောထားသလိုအမြဲတမ်းအကောင့်ဖက်မှာပဲရှိနေနိုင်တာမဟုတ်ဘဲနဲ့အဆိုးဖက်မှာလည်းရှိနေနေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကစဉ်းစားနေမိရပါဆိုတော့ခင်ဗျားတို့ကဘယ်လိုထင်ကြလဲညပြောသွားနိုင်ပါတယ်ခင်ဗျားတို့ရဲ့အမြင်တွေကိုနောက်ဗီဒီယိုမှာတက်တွေ့ကြမယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်